ဒါလေးကတော့ Link All Star Skin Challenge အတွက်ဒုတိယမြောက်ဆော့ရမယ့်ပွဲတွေပဲဖြစ်ပါတယ်ဒုတိယမြောက်အနေနဲ့ I am sorry Mikasa ဆိုတဲ့တယောက်ကဆော့ရမှာပါအဲ့တော့ဒီဘက်တင်မှာတော့ Link Karin Benedetta Rafaela နဲ့ပဇာနာတို့ပါပြီးတော့ဟိုဘက်ထင်ကကြတော့ Thomas Beatrice Hackett Harley နဲ့ Kagura တို့ပဲဖြစ်ပါတယ်ဒါကတော့ Link MVP Challenge ရဲ့ဒုတိယမြောက်ပွဲလေးပဲဖြစ်ပါတယ်ဒီ player ကတော့ Link ကို MVP ရသွားမလားဆိုတာကိုတော့ Wiki နဲ့တူတူကြည့်လိုက်ကြအောင် Hey မတွေ့သေးရလားငါတွေ့ရနော်တွေ့တယ်တွေ့တယ်Hackett Hey လင်းကိုတယောက်တည်းပြစ်မထားခဲ့နဲ့လေလောက်ပါနဲ့နော်မလောက်ပါနဲ့နော်လင်းတယောက်တည်းနော်လင်းတယောက်တည်းနော် Rafaela ကလည်း AFK နေရဆိုတော့လင်းတယောက်တည်းနော်လူပဲရသွားပါမလား Oh shit အေးကုန်ပါပြီလင်းရဲ့နင့်ဘွားတကယ်တနာဖို့ကောင်းတယ် blue ဘက်လည်းမရအောင် red ဘက်လည်းမရအောင်ဒီလိုဖြစ်ချင်အပြင်ငါတော့ဒီမှာလင်းတစ်ချက်ကြည့်လိုက်အေးသွားပြီလားမသိဘူးအိုးတော်သေးတယ်သူဖြစ်ပြလိုက်တယ်မသိတော့သေးဘူးပေါ့နော်ဟဲကကြီး Oh shit တော်သေးတယ်ဖယ်ရင်းကိုချောင်းနေတယ်အော်မပဇာနာလည်းရောက်နေပြီဒါပေမဲ့ညလိုက်ပါဦးရှော့မှာပါပဲနှစ်ကောင်လုံးရှော့မှာသိကြတာပဲဟင်းညမောတက်သွားပြီအိုးရီချီကတော့ဟိုဘက်ကဟာလီပဲရသွားတယ်ပေါ့နော်နင်းတမပလေးကောက်တယ်ဒါပေမဲ့မရပါဘူးသိသွားပါတယ်သွားပြီအိုးရှော့ကန်နဲ့လင်းကေးရမလားလင်းမရဘူးအိုးလင်းကေးတကေးရပါပြီအခုဆိုရင်တော့ဖက်ကေးရပြီဟာလီမီးဝင်ဆိုရင်လည်းပဲလင်းသိသွားပါပြီဟာလေတော့ချုပ်ရဲပါမမြင်ဘူးလားလင်းအိုးတေးမယ်နော်အိုးရှစ်လင်းတေးမယ်နော်ဟိုဘကဟာလေကလည်းစားတတ်တယ်နော်ဟဲ့ဟာလေရဲ့ surprise လောက်ကွက်ကြီးဟာလေတင်းကိုဘက်လက်နှောက်မှာလားဟာလေတေးသွားပြီပေါ့နော်ရှက်ထောင်းကြီးရသွားတယ်ခဏလေးတာလင်းရှော့ကန်နဲ့တေးမယ်နော်လင်းဟာလီနော်လင်းဟဲကကောဟာလီကိုနှစ်ကောင်ပေါင်းပြီးတော့အေးနင်တို့တွေအချင်းရောက်လိုက်ကြတာလောကတော့ဒီဘက်ကဗနေဒီတာတို့ထင်းကကေးနေပေါ့နော်ဟာလီမရှိတဲ့အချိန်ကိုခွင့်ကောင်းယူပြီးတော့ကေးလိုက်တယ်ဒီဘက်မချအေးအဲ့တည်းတဲ့သူနဲ့ကြိုက်နေတယ်လို့သိပြီအိုးရှစ်အားမလို့မရတော့တဲ့လင်းကအခုဆိုရင်နေရာမော်တက်ပြီးတော့ဟာလီကိုတက်ဖို့ကြိုးစားတယ်ဟာလီလွတ်သွားမလားလွတ်သွားနေသေးတယ်လွတ်သွားအောင်မလားဆိုတဲ့နေရာမှာသူပဲပြန်တွေ့ပြီးတော့ပြက်တစ်ပါဆယ်ဆွဲခံလိုက်ရပါတယ်ဒီလိုနဲ့ပြက်တစ်တို့အုပ်စုလဲ base ကိုအရင်ချိုးပြီးတော့ဒုတိယမြောက် Link MVP challenge အတွက်ဖေးအောင်လို့လုပ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဒီတော့ဒုတိယမြောက် challenge ပိုင်ရှင်လဲဒီ challenge မှာဖေးသွားတဲ့တကြမလို့နောက်ထပ်တတိယမြောက်တူနဲ့နောက်ဗီဒီယိုမှာထပ်ပြီးတော့ပြန်လာခဲ့ပါမယ်ခင်ဗျာကဲကောင်းတဲ့ player လေးတွေပါ